အားလုံးပဲမင်္ဂလာပါရှင်။9နိုင်စီစဉ် channel ကနေပရိသတ်တီအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပြီးတော့စိတ်ဝင်စားစရာပရလောကဇာတ်လမ်းလေးကိုများစွာတင်ဆက်ပေးနေရလေးဖြစ်ပါတယ်ရှင်။ဒီကနေ့မှာတင်ဆက်ပေးတော့မယ့်ဇာတ်လမ်းလေးကတော့စာရေးသူလွင်ဦးဟန်ရေးသားထားတဲ့ရေကန်ဆောင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါတော့မယ်ရှင်။ကောင်းကင်ရပ်မှာတိန်နေဖုံးကွယ်နေရကြောင်းရေးရေးမြောက်တာပေါ်နေရဲ့လှကိုအောင်တူမော့ကြည့်လိုက်ပါတယ်။အဝေးစီမှာခွေးရောင်တန်းလွှဲပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပါတယ်။ရေကန်ကြီးအနီးကိုရှောင်းလာပြီးအောင်တူစိတ်လှုပ်ရှားနေပါတယ်။လှုပ်တဲ့မလှုပ်တဲ့စဉ်းစားရင်းနဲ့တနေ့လုံးချီတုံချတုံဖြစ်နေခဲ့တယ်။မိခင်ကိုစိတ်ကူးအတွက်ငွေလုံနေရအတွက်ကြံရမရဖြစ်နေခဲ့ပါတယ်။မိခင်ခံစားနေရတဲ့ဝေဒနာကိုလက်ပတ်ကြည့်မနေနိုင်တော့ပါ။နောက်ကျကြိုက်ခဲပြီးညှင်းညူနေပါတယ်။မိခင်ရဲ့အတန်အောင်ကြားတိုင်းအောင်တူစိတ်မကောင်းဖြစ်ခဲ့ရတယ်။ညီတိယောဂါစုတီကိုတီးရွှဲနိုင်ဖို့စေခံပြမှပြတ်မယ်။စေခံပြဖို့ဆိုတာလည်းပတ်စံရှိမှပြတ်မယ်။ဒီတစ်နှစ်လုံးအလောက်ကန်အစ်မပြေရကြောင်းငွေကြေးလည်းမစုဆောင်းနိုင်ခဲ့ပြီးတနေ့ရတဲ့လောက်အားကားကတားမိနေရဝမ်းစာရေးအတွက်ပဲလောက်ငှကျဲမရှိပြီ။မိခင်ရဲ့ဝေဒနာကိုတက်တာစေဖို့စိတ်မီးတုံနဲ့ကုသခဲ့ဒီမှာလာအတော်ကြခဲ့လေပြီ။မတတ်တာတဲ့ပြည့်တနေ့တည်းချပုံမှုစိုးဝါလာတာကြောင့်စိတ်ကူးတောက်ဖို့အတွက်ကြံရပါတယ်။ရေကန်ကြီးကတော့လာရောက်ရေးရေးအောက်မှာညှိတက်နေပါတယ်။ရေကန်ကြီးနဲ့နီးတဲ့နီးလာတိုင်းအောင်ထုရနေခေါင်ပြီးတူတုံလာပါတယ်။အဲ့ဒီရေကန်ကြီးကနာမည်ဆုံးနဲ့ကြောက်ကြတဲ့ရေကန်ကြီးဖြစ်ပါတယ်။အရင်ကတော့တောက်သုံးရေကန်ပြည့်တင့်တယ်စွာရှိခဲ့ပူပါတယ်။ညနေဆောင်ဆိုပါကရေခဲကြသူတွေနဲ့စိတ်ကားခဲ့ပူပါတယ်။အဲ့ဒီရေကန်ပါရှိကိုကညွတ်ကွင်းရွာနဲ့ကျုံကတုတ်ရွာနှစ်ရွာစလုံးတောက်သုံးရေအတွက်အသုံးပြုခဲ့ကြတယ်။အခုခါမှာတော့ရေကန်ကြီးကအသုံးမပြုကြတော့ပဲတောက်ရေတုံးရေအတွက်ရေတွင်းတွေတူးဖို့ထားကြတယ်။အဲ့ဒီရေကန်ကြီးမြည်သည့်အချိန်နဲ့ရရှိနေခဲ့တာကိုအောင်ထုံးမသိတယ်လို့ကညွတ်ကွင်းရွာနဲ့ကညွတ်ရွာမှာရွာသူရွာသားတွေလည်းမသိကြဘူး။ကညွတ်ကွင်းရွာနဲ့ကျုံကတုတ်ရွာနှစ်ရွာကြားမှာထဲထဲဝါဝါရှိနေခဲ့အရင်ကအလွန်တန်ရတဲ့ရေကန်ကြီးဖြစ်ခဲ့ပါတယ်။ညနေဆောင်သားမကလာတာတဲ့ညအချိန်မှာပဲကံပေါင်းပေါ်မှာချိန်တွေးကြတဲ့ချက်သူတွေလည်းရှိနေခဲ့ကြပါတယ်။ကံပတ်လည်မှာတပ်ပယ်ကြီးရဲ့အုပ်အုပ်ဆိုင်ဆိုင်ရှိနေရကြောင်းနေအလွန်ပြည့်နဲ့နေလေကင်းတွေမှာအရှိခုနာသူတွေလည်းရှိခဲ့ကြပါတယ်။အခုအခါမှာတော့ညနေဆောင်တာနဲ့ရေကန်ကြီးအနီးတို့ပဲလာရောက်ဝဲသူမရှိတော့ဘူး။အဲ့ဒီရေကန်ကြီးကိုအတော့မပြူကြတော့တဲ့အကြောင်းရင်းတွေလည်းရှိနေခဲ့ပါတယ်။လွန်ခဲ့တဲ့ရှစ်နှစ်ခန့်အဲ့ဒီရေကန်ပေါ်မှာလူသားမှုတစ်ခုဖြစ်ခဲ့ပါတယ်။သုံးလောက်ပြန်တေးဆုံးခဲ့တဲ့အဲ့ဒီရေကန်စီဟာထိုအချိန်မှစပြီးဘယ်သူမှမသွားမလာရဲလောက်အောင်အလွန်ခြောက်လန့်ခဲ့ပါတယ်။တေးဆုံးသွားကြသူတွေကလည်းအခြားခြားမဟုတ်ပေကညွတ်ကွင်းရွာမှာကိုလူအေးနဲ့ကျုံကရုရွာမှာမတ်မူမူဆွေတို့ဖောက်ပြန်ပြီးညအချိန်မှာကံပေါင်းပေါ်မှာချိန်တွေးကြတဲ့ခိုင်မတ်မူမူဆွေရဲ့ခေပေါ်ဖြစ်သူကိုအောင်လှတိရှိသွားပြီးမတ်မူမူဆွေနဲ့ကိုလူအေးတို့ကိုအတိတ်တက်ကကောင်းတွေကိုဖြတ်ပြီးအလောင်းနဲ့ကောင်းတွေကိုရေကန်တွေကိုပြစ်ချခဲ့တယ်။အဲဒီလိုပဲတုတ်ကူတူလည်းအဲ့ဒီနေရာမှာပဲတက်တည်ခဲ့တယ်။လူသားမှုဖြစ်ပြီးတလားခဲ့အကြမှာအဲ့ဒီရေကန်ကြီးအနီးကိုညအချိန်ဖြတ်တန်းသွားခဲ့တဲ့ကိုဝင်းမြင့်နဲ့ကိုတောင်းဟန်တို့နှစ်ယောက်အသက်လူပြေးခဲ့ရပါတယ်။6လမ်းခဲ့ပုံကလည်းကျမ်းပါတယ်။ကျုံကတုတ်ရွာမှာကိုဝင်းမြင့်နဲ့ကိုတောင်းဟန်တို့နှစ်ယောက်ကညွတ်ကွင်းရွာမှာအရက်လာတောက်ကြပြီးရွာကိုပြန်တဲ့အချိန်မှာည7:00နာရီခန့်ရှိနေလေပြီ။ရေကန်ကြီးအနီးကိုရောက်တဲ့အခါမှာကိုတောင်းဟန်အားအနောက်မှစောင့်တုံးလိုက်တာကြောင့်အရှိကိုလဲကျသွားပါတယ်။ကိုတောင်းဟန်လဲကျသွားတာကိုဘေးချင်းရှင်ပြီးအတူလျှောက်လာကြတဲ့ကိုဝင်းမြတ်အယက်မှုပြီးလဲကျသွားတယ်လို့ထင်မှတ်ပြီးကိုတောင်းဟန်ကိုဆွဲထုလိုက်တဲ့အချိန်မှာပဲကိုဝင်းမြင့်ရဲ့လက်ကိုလက်မဲကြီးတစ်ခုကစုပ်ကန်လိုက်ပါတယ်။လက်ကိုသာမြင်ရပြီးအကောင်အထိပ်ကိုမမြင်ရတာကြောင့်ကိုဝင်းမြင့်လည်းအော်ဟစ်ဆဲဆုပ်နေလေတော့တယ်။အဲ့ဒီအချိန်မှာပဲကန့်ကွာပေါ်မှာတရွေ့ရွေ့ဇန်းလာတဲ့အရာတစ်ခုကိုကိုဝင်းမြင့်ညှက်တွေ့လိုက်ရပါတယ်။အဲ့ဒီအရာကတော့လူတယောက်မဟုတ်ကြောင်းတရိပ်ထားမိလိုက်တာကြောင့်အချိန်ကြီးကိုတဘောပေါက်သွားပြီးကိုတောင်းဟန်ကိုအတင်းဆွဲထိုလမ်းဆက်မှာရုတ်တရက်မျက်နှာချင်းဆိုင်ပေါ်လာတဲ့အရာကိုမြင်တွေ့လိုက်ရလေရောတယ်။တကူလုံးမဲမောင်နေပြီးခေါင်းပြတ်နေတဲ့အရာကိုမြင်တွေ့လိုက်တာနဲ့ကိုတောင်းဟန်နဲ့ကိုဝင်းမြင့်တို့ရွာကိုအမြန်ပြေးပါတယ်။ကိုတောင်းဟန်နဲ့ကိုဝင်းမြင့်တို့6လန့်ခံရတဲ့တရင်က
ကျုံကရုတ်ရွာနဲ့ကညွတ်ကွင်းရွာမှာပြန့်နှံ့သွားခဲ့ပါတယ်။အဲဒီအကြောင်းကိုမယုံကြည်သူတယောက်ကတော့ကညွတ်ကွင်းရွာမှာဦးစိုးဝင်းဖြစ်ပါတယ်။ဦးစိုးဝင်းဟာအကြောင်းလန့်မရှိသူတယောက်ဖြစ်တဲ့အပြင်တိုင်းပညာလည်းတက်မြောက်သူမို့အဲ့ဒီနေရာကိုတရင်ကျုံလာပြီးညမှာတွားရောက်ပြီးကာလာသားတွေနဲ့အလောင်းစားထပ်ပြီးစိတ်ခေါ်လိုက်တော့တယ်။ကိုစိုးဝင်းဟောက်မှလည်းလုံတော့တောင်းဟန်တော်တော်မှတည်ပြေးရှင်ပြေးခဲ့ရတာကျောက်ကကြောက်တတ်တဲ့ကောင်မဟုတ်ဘူးဆိုတာခမည်းလဲအတိသားနဲ့ကိုဖိုးထုရာကိုလာဟောင်ကကြောက်တပည့်ပါလှအောင်လို့တအပ်ပြောလို့မရအောင်လေဗျာလှအောင်ဆိုရင်တောင်ဘဝချနေပြီမမြင်အပ်တဲ့လောကသားတွေကိုခမည်းတတ်တဲ့တိုင်းပညာနဲ့တိုက်ခတ်လို့မရဘူးကိုစိုးဝင်းကျုပ်သိပါတယ်ကျောက်ကတိုင်းပညာနဲ့တိုက်ခိုက်ဖို့မဟုတ်ဘူးတတိပြကြံလို့ဟိုကောင်တောင်းဟန်တို့ဟာတွေးမှမရှိအောင်သူ့နေရာနဲ့သူတော့ရေးကြပါလေဗျာကျောက်ကမလုပ်တဲ့တောင်မလုပ်ဖို့တတိပေးအောင်ပါကျန်တာကတော့ခမည်းပိုင်မယ်ကိုစိုးဝင်းကျောက်ကစိန်ခေါ်ပြီးရင်ဘာမခက်တတ်ဘူးတဘောပဲဗျာတရင်ကျုပ်လာပြေးညမှုကောင်းကင်ထက်ပါလာမင်းကြီးရထိထိန်သားနေပါတယ်တက်ကြီးကောင်းချချိန်မှာတရွှေတလက်ကိုကျောင်းမှလွှဲထားတဲ့လူတစ်ယောက်ကကညွတ်ကွင်းရွာဘက်ကနေရေကန်ကြီးစီကိုခြေလမ်းတွတ်တွတ်နဲ့ရှောက်လာပါတယ်တိတ်ဆက်တဲ့ညစ်ဥယျာဉ်မောင်ကညွတ်ကွင်းနဲ့ကျုံကလေးရွာကိုဆက်သွယ်ထားတဲ့လမ်းပေါ်မှာမိမိကိုမိမိယုံကြည်ချက်အပြည့်နဲ့ရေကန်ကြီးစီကိုရှောက်လာနေတဲ့တက်ရှိလူသားကဦးစိုးဝင်းဖြစ်ကြောင်းပြောစရာမလိုတော့ဘူးရေကန်ကြီးကိုရောက်တာနဲ့ဦးစိုးဝင်းဟာခါထောက်ပြီးပတ်ဝန်းကျင်ကိုအသေးချာကြည့်နေပါတယ်ကဘာပတ်လည်မှာကိုကိုပင်ပြမပင်နဲ့ဟန်တာပင်ကြီးရာလှရောင်အောက်မှာငြိမ်သက်နေပါတယ်ကရီပြပေါ်လှရောင်စမ်းထားကြောင်းရေကန်ကြီးတစ်ခုလုံးတွင်တွင်ရှာရှာမြင်တွေ့နေရပါတယ်ငွေရောင်ဖွေးဖွေးငါးကြီးပြာရွှေပြပုံတက်ချက်ခုတ်ပြန်တက်ပြီးပြုံမြူးနေကြပါတယ်ရုတ်တရက်ရေကန်ထဲမှာကျိတ်လောင်တဲ့အတန်းနဲ့တူလက်တစ်ဖက်ပေါ်လာပြီးရေပြင်းကိုရိုက်ပုတ်နေအောင်မြင်တွေ့လိုက်ရတာကြောင့်ဦးစိုးဝင်းမျက်မှောင်ကုပ်ပြီးအဲ့ဒီရောင်ဆူဆူဆိုင်ဆိုင်ကြည့်နေပါတယ်အဲ့ဒီအချိန်မှာပဲနောက်ကျောဘက်မှခြေတန်းချမ်းလို့ကျောင်းမလွဲထားတဲ့တရှိကိုအလင်းမြန်ဆွဲထုတ်ပြီးနောက်ကိုလှည့်လိုက်တဲ့အချိန်မှာမလမကမ်းမှရဲဖန်ထားပင်ဟာလေမတိုက်ပဲတိရွက်တက်ခိုင်းနေလှောက်ခံသွားတာကိုမြင်တွေ့လိုက်ရပါတယ်ဖွေးမာသာတရင်ငါ့ကိုလာမချောင်းနဲ့ဟေ့အောင်ငါမကြောက်တတ်ဘူးဦးစိုးဝင်းရဲ့စကားမဆုံးခင်မှာပဲဖန်ထားပေကြီးပေါ်မှာမဲမဲတက်တန်ကြီးတစ်ခုမြေပြင်ပေါ်ခုန်ချလာပါတယ်ကြီးမားတဲ့ခန္ဓာကိုယ်ကမြေပြင်ပေါ်ကိုကျလာတော့လေအတမချောင်းဟာပြီးဦးစိုးဝင်းကတောင်းအတဲ့ပြန်ပြီးမဲမဲတက်တန်ကြီးကိုမျက်တောင်မခတ်တန်ကြည့်ပြီးတော့ရင်ဆိုင်ဖို့အသစ်ပြင်ထားလိုက်ပါတယ်မဲမဲတရန်ကြီးကတပ်ပြန်အောင်မှမရွှေပဲရက်နေရကြောင်းဦးစိုးဝင်းစိတ်မရှိတော့ဘူးဟဲ့ကောင်မင်းဘသူလဲတတိရှိလာလေကွာဦးစိုးဝင်းစိတ်ခွန်လိုက်ပေးမယ်နဲ့မဲမဲတရန်ကြီးကနေရာမှမရွှေရကြောင်းဦးစိုးဝင်းစိတ်တူလာပါတယ်မင်းမလာရင်ငါလာမယ်ဟဲ့အောင်ဦးစိုးဝင်းကပြောပြောဆူဆူနဲ့ဓာတ်ကိုတင်းတင်းဆုပ်ပြီးမဲမဲတရန်ကြီးရှိရကိုခြေလမ်းမှန်မှန်နဲ့ရှောက်သွားပါတယ်မဲမဲတရန်ကြီးအနီးကိုရှောက်ခါနေမှပဲနောက်ကျောအရှိန်ပြည့်ပြည့်နဲ့ရိုင်းနဲ့ခံလိုက်ရတာကြောင့်နောက်ကိုရုတ်တရက်လှည့်လိုက်ပြီးဓာတ်နဲ့ဝိုက်ပိုင်းလိုက်ပါတယ်ဒါပေမဲ့လည်းနောက်ကျောဘက်မှာတယောက်တလေများပင်ရှိမနေရကြောင်းဦးစိုးဝင်းရဲ့ဓာတ်ချက်ကအကြီးနီးတာဖြစ်ခဲ့ရပါတယ်ဘယ်ခွေးမှသားလဲကွတတိရှိလှလုံးပြဆန်းမှာဦးစိုးဝင်းအောင်ဓာတ်ဝေရန်ပြီးစိန်ခေါ်လိုက်ဆက်မှာပဲညနေချင်းဆိုင်မှာမဲမဲတရန်ကြီးကဦးစိုးဝင်းထံကိုတဟုန်တုံးရောက်လာပြီးဦးစိုးဝင်းကိုတိုက်ခတ်လေတော့တယ်မဲမဲတရန်ကြီးရဲ့တိုက်ခတ်မှုကဦးစိုးဝင်းရဲ့ခန္ဓာကိုယ်ပေါ်အဆက်မပြတ်ကြားရောက်နေတော့လေဦးစိုးဝင်းရဲ့ဓာတ်ချက်အခြေခံချက်ကလက်သေးတွေကလေရဲမှာပြောင်းဝဲသွားကြပါတယ်အချိန်ကြာလာနဲ့အမျှဦးစိုးဝင်းတရားမောလာလေပြီနာနာဘဝနဲ့ရှင်းပြိုင်တိုက်ခုတ်ဖို့အတွက်မပြတ်နိုင်တော့အကြောင်းကိုလေသဘောပေါက်လာခဲ့ပါတယ်ခန္ဓာကိုယ်တစ်ခုလုံးလည်းနာကျင်နေလေပြီညီတုပ်ပင်ဖြစ်စီအဲ့ဒီနေရာမှာအမြတ်ပြေးဖို့အတွက်ဆုံးဖြတ်လိုက်ပြီးပြေးမယ်ပြုစံမှာပဲခေါင်းမပါတဲ့ခန္ဓာကိုယ်နှစ်ခုဟာပြေးလမ်းပေါ်မှာရပ်နေရကြောင်းဓာတ်ကိုဝေရပြီးဖောက်ထပ်ပြီးပြေးလေတော့တယ်မဲမဲတရန်ကြီးကနေရာမှာပဲကျင်ရင်ခဲ့ပေမဲ့လေခေါင်းမပါတဲ့ခန္ဓာကိုယ်နှစ်ခုကအနောက်ကနေလိုက်လာကြောင်းဦးစိုးဝင်းလည်းဓာတ်ကိုကြက်ကြက်ပေါင်းစုပ်ပြီးရွာကိုအမြန်ပြေးရလေတော့တယ်ခေါင်းမပါတဲ့ခန္ဓာကိုယ်နှစ်ခုဟာရွာလေးမှာကျင်ရင်ခဲ့ပြီးဦးစိုးဝင်းလည်းတပ်ပြန်ချနိုင်တော့တယ်ကိုတောင်းဟန်ကိုဝင်းမြင့်နဲ့ကိုစိုးဝင်းတို့6လက်ခင်ရတဲ့အကြောင်းဟိုလေးတကြောဖြစ်ခဲ့ရကြောင်းနေ့လည်နေခင်နေပူပြင်းတဲ့တိုင်ရေခဲပေါပေါ်မှတစ်ပင်နေအောက်မှာအရေးခိုးနှောက်ဝင့်သူမရှိကြတော့ဘူးရေပြပေါ်ကိုခွန်ပြန်နေကြတဲ့ငါးတွေကိုကြည့်ပြီးအောင်ထူးသဘောကျနေပါတယ်ငါးတွေကအကောက်အတော်ကြည့်ပြီးအလေးချိန်စီးမှတေးကြပါတယ်မိခင်ကြီးစေကူသားဘုရားအရေးကြီးရကြောင်းကြောင်ရွံ့စိတ်ကိုပြေဖြောက်ပြီး
ငါးများတဲ့သုံးချောင်းမှငမြကျိတ်မှာငစားတက်လိုက်ပါတယ်ရေကန်ဆက်မှာရှိရဲ့ဒေတာပင်နေကြောင်းမှခုန်တက်လာတဲ့ငါးကြောင့်အောင်တူလန့်ဖြန့်သွားတယ်ဘေးတာပင်နေလှုပ်နေရကြောင်းဘေးတာအုပ်ထဲမှာငါးရီရှိမှဖြစ်ကြောင်းအောင်တူသဘောပေါက်တာကြောင့်ငါးများတဲ့သုံးချောင်းကိုရေစိတ်မှာထိုးဆလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရေစက်နဲ့မနီးမဝေးနေရမှရေရီလှုပ်ရှားလာပြီးလက်သက်တစ်ခုပေါ်လာတဲ့ကြောင့်အောင်တူအထိတ်တလန့်ပြက်ပြီးထရမှထလိုက်တယ်ကံပေါ်ပေါ်မှပြေးလွှားတန်တွေကိုကြားလိုက်တာကြောင့်နောက်ကိုလှည့်ကြည့်မိတဲ့အခါမှာအောင်တူစက်သိမ်းမွေးညင်းနေထသွားတယ်ကံပေါ်ပေါ်မှရက်နေတဲ့အရာတစ်ခုမှအရေးတရံပြက်သွားလေခေါင်းမပါတာကြောင့်ထိန်လန့်စရာကောင်းနေပါတယ်အဲ့ဒီနေရာမှာထွက်ပြေးဖို့ပြန်လိုက်ဆက်မှာခေါင်းမပါတဲ့အရာကရေကန်ဆက်ကိုတက်ဖြည်းဖြည်းချင်းဆန်းလာနေရကြောင်းအောင်တူအကြောက်လွန်ပြီးထွက်ပြေးဖို့မေးရောက်သွားပါတယ်ဖျားခဲ့တော်မူပါရေကန်ဆောက်နှက်မင်းကိုတောင်းပန်ပါတယ်ကျွန်တော်ကဲတော်မူပါရေကန်ဆောက်နှက်မင်းကိုကြော့ပါတယ်ကျွန်တော်ကဲတော်မူပါကျွန်တော်အမေကိုစိတ်ကူးကြလို့ငားလိုက်ရှာတာပါအောင်တူလည်းကြောက်ကြောက်လန့်လန့်နဲ့မျက်လုံးစုံမိတ်ပြီးလက်အုပ်ကြီးကြော့ပြီးရှုံးမိရှုံရရွှစုံနဲ့နားထဲမှာအတန်တစ်ခုကြောင်းလိုက်တယ်ကောင်းလေဘာမှမစိုးရိမ်နဲ့ဟဲ့ကောင်နေသွားကြစမ်းအတန်ကိုကြောင်းလိုက်တာကြောင့်မျက်လုံးပွင့်ကြည့်လိုက်တဲ့အခါအပေါ်ပိုင်းဖလာကျင်းပြီးပစိုးကွက်တုံဝဲဆန်ထားတဲ့ရောင်တစောင်းနဲ့အဖိုးအုပ်ကိုမြင်တွေ့လိုက်ရပါတယ်အဖိုးအုပ်ကိုမြင်လိုက်ရတာကြောင့်အောင်တူလည်းအားတက်သွားပြီးအဖိုးအုပ်ကိုထိုင်ကြောလိုက်တယ်ဟုတ်တရေတွေထွက်သွားပြီလားအဖမရှိအောင်ငါမောင်းထုတ်လိုက်ပြီးကောင်းလေမိမိအတွက်ငါလာရှာရဲဆိုတာအဟုတ်ပင်လားဟုတ်ပါရဲ့ပါအမေကိုစေးကူဖို့အတွက်ပတ်စံမရှိလို့ကြမ်းမိကြံရကြံခင်းရတာပါမိဘကိုအလုပ်ကြီးပြူတာကောင်းတဲ့အလုပ်ပင်အဖကဘေးရွာလေခမငါ့ကိုမမေးနဲ့ကွာမင်းကဒီလိုအချိန်မှမလာသိဘူးလူတွေမသိအောင်လာတာပါအဖရဲ့နေကင်းနေလေလာတာပေါ့ကွာနေကင်းဖက်ဒီရေကန်ကငါများလာတာသိရင်ကျွန်တော်ပြောချမှာစိုးလို့ပါမင်းကငါဘက်နှကောင်လူကျန်းတာလေအချိန်30လောက်ရရင်ပြတ်မလားအမေအတွက်စေးပူဝါကရရင်တော့ပါပြီပါမင်းမေကစေးတခါကုယုံနဲ့ပြောက်မှာမလို့လားအမေခံစားနေရတာတက်တိုင်းတော့ကျင်းနှပ်ပါပြီပါရဲ့ကဲငါများတန်တိတ်လိုက်တော့မင်းလိုကြတဲ့ငါတွေပေးလိုက်ပင်ဖြာအဖကဘာတူလဲခမငါကိုဘာမှမမေးနဲ့မင်းပစိုးကိုချုပ်ပြီးခင်းလိုက်ကောင်းလေဟုတ်ကဲ့ပါရောင်တစောင်းနဲ့အဖိုးပြောတဲ့အတိုင်းပစိုးကိုချုပ်ပြီးမြေကြီးပေါ်မှာပြန်ခင်းလိုက်ပါရင်မျက်စိမိတ်ထားကောင်းလေငါဖွင့်ကြည့်ဆိုမှဖွင့်ကြည့်ဟုတ်ကဲ့ပါအဖိုးကိုပြောတဲ့အတိုင်းမျက်စိကိုမိတ်ထားလိုက်တဲ့အချိန်မှာရေကန်ထဲမှာငါတွေတပြုံးပြုံးနဲ့ထားကုန်တဲ့အတန်အောင်ကြားလိုက်ပါရင်ကဲငါတွေယူပြီးပြန်တော့မျက်စိဖွင့်လို့ရပြီလားအဖိုးထံမှာအတန်မကြားရတာကြောင့်မျက်လုံးမရေတည်းဖွင့်ကြည့်လိုက်တဲ့အခါမှာခင်းထားတဲ့ပစိုးထဲမှာငါမျိုးစုံတအံ့တော်မြင်တွေ့ရပါတယ်ငါတွေကငြိမ်သက်နေပြီးဗဟတ်တွေဟထားပြီးအသက်ရှူနေကြပါတယ်အဖိုးကိုမြည်တို့မြည်ပေါင်းငါးရှာပေးတာကိုမသိတော့လေကျေးဇူးတင်တာကြောင့်အနီးနားမှာရှာပေးရအဖိုးကိုမတွေ့ရပြီအောက်တူလဲငါးရီကိုပစုံနဲ့ထုတ်ပြီးစီးနောက်ပြီးအဲ့ဒီနေရာမှာအိမ်ကိုအပြေးပြန်လေတော့တယ်ကောင်းလေရှေးကောင်နောက်ထပ်မလာနဲ့တော့ဟာဟိုနေ့ကပါမလားအေးအဘကိုကျေးဇူးတင်လို့လိုက်ရှာတာမတွေ့တော့ဘူးအဘကိုကြော့ပါရဲ့ကြော့เสียမလို့ပါဘူးမရမိခင်ကိုတီးတက်လို့ငါအကူကြီးပေးလိုက်တာနောက်တခါရေကန်ကိုညဘက်မလာနဲ့တော့ဟိုတုံးကလူစားလဲဖို့အချိန်တန်းနေပြီမင်းကန်ကောင်းသွားတယ်မှတ်ပါဟုတ်ကဲ့ပါမလာတော့ပါဘူးခင်ဗျာအဘဘယ်မှာနေရင်ဆိုတာကျွန်တော်ပြောပြလို့ရရင်ပြောပြပါလားအေးငါအဲ့ဒီရေကန်ပိုင်ရှင်မယ်ဗျာအဲ့ဒီရေကန်ကိုငါတို့မိသားစုတူးခဲ့တာတူတုံးကတော့ကန်အခုလောက်မကြည့်သေးဘူးနောက်လူတွေထပ်ပြီးတူးချဲလို့အခုလောက်ကြီးကျယ်သွားတာရေကန်တက်တန်းနှစ်ပေါင်း200နီးပါးရှိနေပြီဗျာအဖကငါအဲ့ဒီရေကန်စောင့်နေသူမဟုတ်ပါဘူးငါရေကန်ပေါ်ငါနေရာမှာနေနေရဗျာဒါဆိုဘာနဲ့လားနဲ့တော့မဟုတ်ဘူးကောင်းလေကမ္မစိတ်တီတကူရှိရဲ့ဘုံသားပေါ့ကွာရေကန်ညဘက်ငါလာမများနေရောဟုတ်ကဲ့ပါငါသွားတော့မယ်ကောင်းလေဟုတ်ကဲ့ပါတဖြည်းဖြည်းပြောက်ွယ်သွားတဲ့အဖိုးကိုမျက်စိတဆုံကြည့်နေရင်ကောင်းရင်မှစက်တုံတန်ကြောင်နှိုးထားလာခဲ့ပါရင်အိမ်မက်ထဲမှာအဖိုးနဲ့တွေ့ဆုံပြောဆိုခဲ့တာကြီးအပြစ်မှာပြောဆိုနေရတယ်လို့ထင်ထင်ရှားရှားရှိနေပါရင်အဖိုးကရေကန်စောင်းနှံ့လည်းမဟုတ်တာကြောင့်ဤတိပုံသားဖြစ်ကြောင်းအောက်ထူးနားမလဲပါဒါပေမဲ့လည်းအဖိုးအုပ်ကိုကျေးဇူးတင်ပါတယ်အဖိုးကိုပြောတဲ့စကားအရအရိကန်ကြီးကနှစ်ပေါင်း200ခန့်ရှိခဲ့ပြီးဆိုပါကအဖိုးရဲ့အသက်ကရာကျော်ခန့်ရှိပေလိမ့်မယ်လင်းကျတုံနေပြီးမှုမြူတက်ပြီး
ငါတို့ရောင်ချဖို့အိယာမှလူလေးထောင်းလိုက်ပါရီလူလေးပြောပုံရဆိုရင်အဲ့ဒီလူရပိတ်တာများဖြစ်နေမလားပဲမဟုတ်တော့ဘူးမေသူဟာတကူရှိပုံရတယ်တရေတွေကိုမောင်းထုတ်လိုက်တာဗျပိတ်တာမှလည်းတကူရှိရဲ့ပိတ်တာတွေရှိရဲ့ရှေးကုတို့ကောင်းမှုလုပ်ခဲ့လို့တကူတွေရခဲ့တာပုံပိတ်မှန်နဲ့နေတဲ့ပိတ်တာဖြစ်နိုင်နေအန်တီရဲ့များတာဘာဖြစ်လို့သွားလာလဲလူရင်းရဲ့အမေအတွက်စေးကုဖို့ရှာတာပါမေရဲ့အခုဆို9ယောက်နာပတ်စံအတော့ရတယ်နောက်နေ့တွေမသွားပါနဲ့အမေစိတ်မချဘူးမသွားတော့ပါဘူးအမေအဖကိုတော့တခုခုကျေးဇူးဆက်ချင်နေကျေးဇူးဆက်ချင်ရင်လည်းနေကင်းနေလေပဲသွားပြီးလက်ဖက်ပွဲနဲ့ကျေးဇူးဆက်ပေါ်ငါတော့မများပါနဲ့လူလေးရဲ့အကုတို့များပါတယ်အမေစိတ်ကူးဖို့အတွက်တတော်ပါရီတေးကြေးကြတာမလို့ချင်ပါဘူးမများပါဘူးမေစိတ်ချပါဒါဆိုကျွန်တော်လက်ဖက်သွားပိုင်လာအောင်မေမြန်မြန်ပြန်လာခဲ့အောင်နော်ဟုတ်ကဲ့မေမိခင်ကိုအကြောင်းစုံဖွဲ့ပြောလိုက်တာကြောင့်အောင်ထူးရွှေထဲမှာပေါ့သွားပါတယ်အဖိုးကိုလက်ဖက်ပွဲနဲ့ကျေးဇူးဆက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးလက်ဖက်ဝယ်ဖို့အတွက်ရာထဲကိုထွက်သွားပါတယ်နေ့လယ်တနာရီကျော်မှုနေရချက်ချက်တောက်ပူနေတော့လေကံပေါပတ်လည်မှာရှိတဲ့တပ်ပယ်တရဲ့အရေးအဝါသားကြောင့်ကံပတ်လည်မှာအေးမြနေပါတယ်အဘခင်ဗျာအဘကိုလက်ဖက်နဲ့ကျေးဇူးလာဆက်ပါတယ်ကျွန်တော်ငါမများတော့ပါဘူးပါသူတစ်ပါးတက်ကိုတက်ဖြတ်ပြီးအမေကိုစိတ်မကူတော့ပါဘူးပါဂတိပေးပါတယ်အော်တိုကရေကောင်မျက်နှာမူပြီးလက်ဖက်ပကံမြောက်ပြီးပြောဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာရေကန်လေးပါငါရီရေပြင်းပေါခုန်တက်လာကြတာကိုတအံ့တအော်ကြွေးလိုက်ရတဲ့အချိန်မှာတော့ငါတချို့ကကုန်းမောက်ကိုခုန်တက်လာပြီးမြေကြီးပေါ်အရောက်မှာမလုံးမရွှဲငိမ့်တက်သွားပါတယ်အော်တိုလည်းလက်ဖက်ပကံအနီးနားမှာရှိရဲ့တစ်ပင်ကွာဆောင်မောတက်လိုက်ပြီးရေစက်ကိုဆန်းသွားပါတယ်ဟာငါရီဟာရေကန်ဆက်ပေါ်မှာမလုံးမရွှဲဖြစ်နေကြတဲ့ငါကြီးတွေကဘဟမဟာတော်ပဲတိတ်ဆုံးနေကြလေပြီအနည်းဆုံးအချိန်20ကျော်နီးပါးရှိမဲ့ငါကြည့်ပြီကိုရွှေရအခက်မရွာအခက်ဖြစ်နေစဉ်အောင်တူရဲ့နားထဲမှာစကားတန်တူတူလေးကြောင်းလိုက်ပါတယ်အောင်လေးကောင်းလေးတန့်တကူတာကွာငါးရီယူပြီးချက်ချင်းပြန်ပြီးအောင်နောက်ထပ်မလာနဲ့တော့မင်းတွေအန်တရရှိရဲ့ငါပြောခဲ့တာမှတ်မိရဲ့မလားငါကိစ္စမဟုတ်တော့ငါလည်းကဲနိုင်မှာမဟုတ်ဘူးကောင်းလေးအနီးနားမှာကက်ပြောနေတဲ့တိုးညင်းတဲ့အတန်ရှင်ကရောင်တစုံနဲ့အဖိုးဖြစ်ကြောင်းအောင်ထူးတီးပါတယ်။နဘေးမှာလည်းမြည်သူတအုပ်တယောက်မှမရှိရကြောင်းစသိမ်မွင်းညင်းနေထသွားတယ်။ငါးရီတက်ယူဖို့ကပစုံနဲ့ထုတ်ဖို့မပြတ်နိုင်တာကြောင့်ကျွန်တော်ယူဖို့အတွက်အိမ်ကိုအမြန်ပြန်ပြေးရပါတယ်။အိမ်ရောက်တော့မိခင်အကျိုးအကြောင်းပြောပြပြီးကျွန်တော်ယူပြီးရွှေကန်ကိုပြန်ပြေးရပါတယ်။အဲ့ဒီအချိန်ကစားပြီးအောင်ထူးတယောက်အိမ်ကိုပြန်မရောက်တော့ပါ။နောက်နေ့မနက်မှာတော့ရွာသူရွာသားတွေနဲ့အတူရေကန်ကြီးကိုတောက်ရောက်ရှာဖွေခဲ့တဲ့အခါမှာရေကန်ဆက်မှာကျွန်တော်ကြီးတလုံးနဲ့တိတ်နေတဲ့ငါးတွေကိုမြင်တွေ့လိုက်ကြလေတော့တယ်။အောက်တူရေနဲ့တိတ်ဆုံးခြင်းဖြစ်နိုင်ကြောင်းတွက်ဆကြပြီးကြော့ဝဲပေးပြီးရှာဖွေကြတော့လေအောက်တူရဲ့အလောင်းကိုရှာမတွေ့ခဲ့ကြပြီ။တို့ပါတော့လေတုံရမြောက်တဲ့နေ့မှာတော့ဗန္နာပင်းဒီအကြောင်းမှာအောက်တူရဲ့အလောင်းကိုရှာတွေ့ခဲ့ကြပါ යි ။အောက်တူရဲ့အလောင်းကိုမိတကြိုတဲ့နေ့မှာကညွတ်ကွဲမှာအမျိုးသမီးကြီးတအူအားအောက်တူရဲ့ဝိညာဉ်ပုတ်ကက်ခဲ့ပါ යි ။အမေကျွန်တော်ရေကန်ကြီးမှာရှိပါတယ်။ဘယ်လိုဖြစ်ရလဲလူလေးရဲ့အမေရင်ကျိုးဟာကြီးရဲ့ကျွန်တော်ငါးရီကောက်နေတော့ရေကန်ထဲကလက်ကြီးထွက်လာပြီးကျွန်တော်ဆွဲချသွားတဲ့အမေရေကျွန်တော်အဲ့ဒီမှာမနေချင်လူလေးအမေတို့ကုသိုလ်လုပ်ပေးပါမယ်တာရုခေါ်နော်ကုသိုလ်လုပ်လေရှာမှာမဟုတ်ဘူးအမေရဲ့ကျွန်တော်အစားထိုးပြီးအဆောင်လုံခိုင်းထားတယ်ကျွန်တော်ဘယ်မှသွားလို့မရဘူးဗျအမလီလုံးကြပါဦးကျမသားလေးကိုကဲကြပါဦးအောက်ထုအတွက်အမျှပေးဝေတော်လေအောက်ထုတယောက်တာရုခေါ်ဆိုနိုင်လားဆိုတာကိုတော့မသိနိုင်ပါထမန်ပုကက်ချက်လည်းမရှိတော့တာကြောင့်အောက်ထုတယောက်တာရုခေါ်ဆိုနိုင်မယ်လို့ထမန်ထားခဲ့ကြပါတယ်ဒါပေမဲ့လည်းရေကန်ကြီးရဲ့ကပ်ပေါက်ပေါ်မှာအောက်ထုရဲ့ရေရောင်ကိုနေကင်းဘက်တွေမှာမြေတွေးခဲသူတွေရှိခဲ့ကြပါတယ်အဲ့ဒီရေကန်ကြီးကလည်း၆လက်ယုံသားမှာကလူသားစားရဲ့ရေကန်ကြီးဖြစ်နာမည်ဆုံးနဲ့ကြောကြားခဲ့ပါတယ်အဲ့ဒီရေကန်ကြီးအောက်ထုစောင့်နေရဲဆိုလေပြောစမှန်တွင်ကင်းကြရင်ဒါကြောင့်အဲ့ဒီရေကန်ရဲ့အမည်ကိုအောက်ထုကန်လို့ခေါ်ဆိုခဲ့ကြပါတယ်နောက်မှကညွတ်ကွင်းနဲ့ကညွတ်ရွာကိုတွားတဲ့ရေကန်ကြီးအနီးမှာလမ်းကိုအတော့မပြူကြတော့ပဲအခြားနေရာမှာလမ်းဖောက်ပြီးတွားလာကြတဲ့အထိပြက်လေခဲ့တော့ရင်ပရိသတ်များရှင်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူလွယ်ဦးဟန်ရေးသားထားတဲ့ရေကန်ဆောင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်မတ်တင်မေကိုကြည့်ရတာထိတ်လန့်ချောက်ချားနေတယ်လို့ပါပဲမျက်လုံးတရားကဏမငိမ့်အခန်းတန်ရှိနေသူတွေကိုလည်းသိရမတူအခန်းထဲမှာတရင်လာမိသူအိမ်ကြီးကျင်းနေရောက်နေကြပါတယ်
အိမ်ရပေါ်လဲလျောင်းနေပေမဲ့သူမကိုကြည့်ရတာလှုပ်လှုပ်ရွရွနဲ့ကြောင်ရွံ့ထိတ်လန့်စိတ်မပြည့်သေးဘူးတမ်းပါရင်မတ်တဲ့မေရဲ့ယောက်ျားကိုအေးမောင်ကတော့ကတဲ့ဘေးရထိုင်ပေါ်မှာထိုင်ရင်းနဲ့အပိစကားပြောနေပါရီတဲ့မေစိတ်ထဲမထားနဲ့ငါနဲ့ကိုခွန့်လို့တယ်ခလေးကဒီလောက်ပဲကပ်ပါလို့မှတ်ယူလိုက်ပါဟာနင်လည်းသူ့ကိုကဲဖို့အတွက်စူးစမ်းခဲ့ရပဲတိတ်နေစိတ်လိုတည့်ရပဲမှတ်ပါမတ်တဲ့မေရဲ့မျက်လုံးတွေဟာကိုအေးမောင်ရဲ့မျက်နှာအကဲခတ်တယ်လို့ကြည့်ရင်ပြီးတော့ငိုချလိုက်ပါရီမတ်တဲ့မေကိုတရင်လာပေးကြသူတွေကစုတ်သက်ကြတယ်တနာပါတယ်လို့လည်းအချင်းချင်းလက်တို့ပြောကြတယ်မတ်တဲ့မေတို့အိမ်နဲ့ကက်ရက်တစ်ဖက်အိမ်ကဒေါ်ကြီးခင်ကတော့မတ်တဲ့မေကမလိုက်ခဲ့နဲ့အိမ်မှာပဲနေခဲ့ပါတားရဲ့လို့အိုပြောတာငါကြားလိုက်ရသေးရဲ့အေးခလေးလေးကတင်းနေစိလို့သူ့ရဲ့သိမင်းရှိရာတွားကျက်တာများလားအေးရဲ့တခြားမိမပုံကလည်းထောက်ခံပါတယ်ဟုတ်မယ်မတ်တဲ့မေကအရှိဟာအဝေးထုတ်ရွှတ်သွားတာလင်းလေးနောက်ကလိုက်သွားတာကျမလည်းမြင်လိုက်တယ်အေးပေါ့သူခမလည်းအဝတ်တွေရှော့နေရတာဆိုတော့ခလေးကိုပဲတတိထားမိပါမလဲကောင်းလေးကတီးကန်ပေါင်းလို့ပါတနာလိုက်တာအေးရဲ့မတ်တဲ့မေကတကယ်တက်တီကဲဒီလောက်ရေစည်းတန်နေအောင်တူမှုစို့တင်စင်ကြရတာအင်းလေသူပါရောပြီးရေမနစ်တောင်ကန်ကောင်းတင်းလေတမမြင်လို့တာပေါ့နမို့ဆိုရင်တော့နှလောင်းပြိုင်မယ်အဲ့ဒီအခါမတ်တိတ်မေရဲ့ငိုရှိုက်တန်ပုတ်ပြီးကြိတ်လောင်လာပါရီတကယ်တော့မတ်တိတ်မေကဝမ်းနေလို့ငိုတာမဟုတ်ဘူးသူအသက်ရှင်နေပါသေးလားလို့တိလိုက်ရလို့ငိုချောင်းလိုက်တာပါမတ်တိတ်မေကကိုအိမ်မောင်ရဲ့ဒုတိယအိမ်ထောင်တဲ့ဇနီးမေကတည်တော့တာကကိုအိမ်မောင်ရဲ့ပထမအိမ်ထောင်မှာပါလာတဲ့လင်ပါသားလင်းဟာအခုမှအသက်6နှစ်ပဲရှိသေးတယ်မတ်တိတ်မေနဲ့အတူဘဒူချောင်းလိုက်လာရင်းနဲ့ရင်းနေသိခဲ့ရတာမတ်တိတ်မေကအဝတ်ဟောင်းနေများလာလို့ဘဒူချောင်းကိုအဝတ်လျှော်သွားတယ်အဲ့ဒါကိုလင်ပါသားပြည့်သူလင်းကနောက်ကလိုက်လာပြီးရေစောက်ပုံရတယ်ရင်းနေသေးပါလေရောလေအထက်ကမိုးကောင်းချိန်ဆိုရင်တော့ဘဒူချောင်းကရေစည်းတန်မှတမ်းမယ်အချောင်းသာပြောတယ်ဘဒူချောင်းကရေနဲ့တည်းရေပြင်းချိန်လူကြီးတောင်မှရေစည်းရဲ့မှာမျောပြနိုင်တဲ့အထိရေစည်းရတန်နေမတ်တက်မေဦးတေးဟာကြိတ်ပြုံးတာကိုလူတွေမသိကြဘူးတကယ်တော့ဥပုတ်တဲ့မတ်တက်မေဟာလင်းရေနဲ့တောင်တည်ရဲ့စင်မရလောက်တဲ့အချိန်အထိတမင်စောင့်နေခဲ့တာမတ်တက်မေချောင်းနဲ့မစိမ့်ခင်မှာလူကြောင်အော်သွားတယ်လေတင်းလီဓမ္မကလုံကြီးပေါလာမတ်တက်မေကိုမြင်ပြီးရေထဲစိမ့်ခင်ခဲ့တာအကွက်လှလှခင်ပြီးမတ်တက်မေဟာလဲပေါတော့ရင်းနဲ့သိစိတ်ခဲ့တဲ့သူပဲသူကရင်းနဲ့တတ်တာမဟုတ်ပေမဲ့သူ့ကြောင့်ရင်းနဲ့တရားတာတော့အမှန်ပဲဖြစ်ပါတယ်စက်ကြောင်းနိုင်ရအောင်မယ်မတ်တက်မေနဲ့ကိုအေးမောင်ညာတော့မတ်တက်မေတယောက်သူများအိမ်မှာထမင်းချက်အဝိရှော်ပေါ်ကကျုပ်ပြီးပေါ်လို့အောက်မိခဲ့ပါတယ်မတ်တက်မေကကိုအေးမောင်အလုပ်လုပ်တဲ့မေကာကြီးကားလေးပြုတ်ပြင်းရေးဝါရှော့ကြီးမှာလက်ထောက်ဝါရှော့စရာဝင်းငွေကောင်းနေအလုပ်ကိုယူတည်ရဲ့စီကန်းရှိရဲ့မတောင်မစားလူယူကလေးအဖေမုတ်ဆိုးဖို့မတ်တက်မေကလုံကြီးပေါက်လာအသားညိုကျော်ရှဲလိုက်ရင်တော့ပချိုက်လေးနဲ့ဝါရှော့မှာအနေများတဲ့ကိုအေးမောင်နဲ့ဝါရှော့မှာထမင်းချက်အဝိရှော်တဲ့မတ်တက်မေတို့ကတိတ်မကြခဲ့မှာပဲအကြောင်းပါခဲ့ကြတယ်သူတို့နှစ်ယောက်လက်ထပ်ပေးကြတော့မတ်တက်မေကထုံးစံအတိုင်းရောင်းနောက်စလုံးပါဆိုတလို့ကိုအေးမောင်ရဲ့အိမ်မှာလိုက်နေခဲ့တယ်။အဲ့ဒီမှာမတ်တက်မေနဲ့ကိုအေးမောင်ရဲ့သား6နှစ်ရွယ်လင်းနဲ့စတွေ့တော့တာပဲပေါ့။လင်းလေးကမတ်တက်မေကိုအတော်လိုပဲခေါ်တယ်။ခလေးဆိုတာကတော့သူတို့အပေါ်အလိုလိုက်အကြိုက်ဆောင်ရင်လက်သာကြပဲလေ။မတ်တက်မေကလင်းရှိတစ်မျိုးလင်းကွဲရမှာတစ်မျိုးဆိုတဲ့အစားအရာပေါ့။ခလေးကလည်းအဲ့ဒါကိုသိတယ်။မတ်တက်မေအပေါ်တိတ်ပြီးတော့နှစ်ကာမရှိဘူး။သူ့အတူပဲစော့ကစားနေတတ်တယ်။ကိုအေးမောင်လေးကတော့သူ့သားလေးကိုတိတ်ချစ်ရှာတယ်။မတိမေဖို့အဝဲစားတက်စားဝဲလာရင်သူ့ရဲ့တားငယ်ဖို့အင်ဂျီတဆုံပန်းလာတတ်တယ်ညီးမြတယ်ပေါ့မတိမေကအဲ့ဒါမနာလို့ခလေးမှာအဝဲစားတွေတိတ်များနေပြီမလို့အပ်ပိန်ဝဲတော့ငွေကုန်နဲ့ဘာညာနဲ့ညီတွန်တောက်တီးလေးရှိပါတယ်ကိုအေးမောင်ကတော့လူအေးဆိုတော့ဘာပြောမှလဲရှယ်ပဲရဲနေရပေါ့မတိမေရဲ့တဘောကလေဘာသားအတွက်မဝဲဘူးဆိုရင်သူ့အတွက်အင်ဂျီစားအပြင်ဝမ်းဆက်ပါရနိုင်တယ်လို့တွေးထားတယ်မတိမေကအေးတောက်တက်လေးရှာလာတော့လူချင်းရမတ်တွေပုံများလာတယ်။အခုသူတို့နေရဲ့နှစ်ထပ်ပြန်ထောင်အိမ်ဟာကိုအေးမောင်ရဲ့အရွယ်မိန်းမမစမ်းကြည့်ပိုင်တာလေ။အမွေဆက်ခံမဲဆိုရင်မတ်တက်မေနဲ့ဘာမှမသက်ဆိုင်ဘူး။လဲလဲပဲသူ့အမေရဲ့အမွေယူရှာမှာအဲ့ဒါကိုသိထားတဲ့မတ်တက်မေကလင်းလင်းကိုပို့ပြီးမလူတမစိတ်တွေတဖွာဖွာပေါ်နေပါလေ။လင်းလင်းသိရင်ကောင်းပါပဲဆိုတဲ့စိတ်ရုပ်စိတ်ပုတ်တွေသူ့မှာပေါ်နေပါလေ။လင်းလင်းကိုမြင်တွေ့နေရတာသူ့အတွက်နေလူမီးလိုပူလောင်နေပါလေ။ချစ်ချင်တော့ကိုအေးမောင်ကသူ့သားအတွက်ဆိုပြီးဖေဟာဈေးရီမှာရောင်းတတ်တဲ့ကလေးကစားစီဟာလက်ခွင်းသေးသေးလေးဝဲလာပြီးရင်လင်းလင်းကအဲ့ဒီလက်ကွင်းလေးကိုတိတ်ပြီးနှဲ့တန့်ရှာရီ
ကျေးလင့်ခွင်လေးကိုမမောတန်တက်ချွန်ချွန်နဲ့တီးစော့နေလေးရှိပါတယ်မတိတ်မယအဲ့ဒါကိုနားခါတဲ့လက်ခွင်းတီးတိုင်းအော်ဟစ်စုပူလေးရှိရင်ခလေးဆိုတော့ဖဲတီးပါမလဲသူကလက်ခွင်းလေးကိုအရန်ကြိုက်တာကိုတရက်တော့ကိုအေးမောင်ဟာကားပြန်ဖို့အဝေးကိုညအိတ်လိုက်သွားရတယ်တားလေးလင်းလင်းကိုတီးချခူးဆိုင်ပေးဖို့မတ်တင်မေကိုမှားသွားတယ်ကိုအေးမောင်ခီးထွက်နေချိန်မှာမတ်တင်မေဟာအာရနေပါတယ်ထမင်းချိုင်ပူးစရာလည်းမလိုဘူးအဲ့ဒါနဲ့နေကင်းမှာတရေပြန်အိတ်တယ်မတ်တင်မေနေကင်းတရေအိတ်ချိန်လင်းလေးကလက်ခွင်းလေးတီးပါလေရောမတ်တင်မေအိတ်ကောင်းနေချိန်ဆိုတော့လက်နိုးလာချိန်ဒေါသအရန်ထသွားတယ်မတ်တင်မေကအဲ့ဒီနေရာလင်းလေးကိုရိုက်လိုက်တယ်ငါအိတ်နေအောင်နှောက်ရှက်တယ်မသားလေးအယုတ်တမလေးဘာညာနဲ့အယုတ်တအနတ္တဆဲဆိုတာပေါ့လက်ခွင်းကိုလည်းတင်းယူထားလိုက်တယ်လင်းလေးကသူ့လက်ခွင်းကိုပြန်တောင်းပေးမယ်မတ်တင်မေကမပေးဘူးလင်းလေးကတော့ခလေးပိတ်ပြီးအစွဲသိတ်ကြီးရှာတယ်သူ့ရဲ့လက်ခွင်းပြတ်မပေးရင်ထမင်းမစားအောင်ဆိုပြီးစံနာပြစိတ်ကောက်တယ်ရက်ဆက်တဲ့မတ်တင်မေကခလေးကိုအငတ်ပြစ်ထားလိုက်တယ်မတ်တင်မေကအဲ့ဒီညာအတွေ့တစ်ခုတွေးမိသွားတယ်အဲ့ဒါကတော့ဘဒူချောင်းရေစည်းတန်ချိန်ကိုတရိရသွားလို့ပဲလင်းလေးကိုဘဒူချောင်းခေါ်သွားပြီးရေနဲ့တယောင်ကြက်မဲဆိုတဲ့အတွေ့ဆိုအတွေ့နှစ်ကိုတွေးမိသွားတယ်တညလုံးမတ်တင်မေကလူရီသူ့အပေါ်မှာအထက်မလွှဲစေပဲလင်းလေးရေနဲ့တယောင်ဘလို့လောက်ရမလဲဆိုတဲ့အတွေ့နဲ့မိုးလင်းသွားခဲ့ပါတယ်မနက်မိုးလင်းတော့မတ်တင်မေကလင်းလေးကိုခေါ်ပြောတယ်ငါခဏနေဘဒူချောင်းအဝတ်လျှော်သွားမှာနင်းလက်ခွင်းလှူးချင်းငါနောက်လိုက်ခဲ့လင်းလေးကပြောထားတာပေါ့တို့ရဲ့လက်ခွဲကိုမတ်တင်မေကပြန်ပေးမယ်လို့ပြောပြီးလေမတ်တင်မေကဘဒူချောင်းမသွားခဲ့မှာပဝင်းကျအိမ်နီးချင်းရဲ့အခြေအနေကိုမကြခဏထွက်ကြည့်အကဲခတ်တဲ့တူလူကျန်တဲ့အခြေအနေရောက်တဲ့အခါမှာအဝတ်တီကိုပစိုးတက်ထဲနဲ့ထုတ်ပိုးပြီးအပြန်ထွက်လာတယ်အဲ့ဒီချိန်အိမ်နီးချင်းအချို့ကတော့သူတို့အိမ်ရှိမှာရှိနေကြပါတယ်မတ်တင်မေကအိမ်ပြင်ဟာနေအိမ်နီးချင်းနေကြားရအောင်လှမ်းပြောတယ်တားရည်လင်းလင်းအတော်ဘဒူချောင်းမှာအဝတ်သွားလျှော်မလို့အိမ်မှာပဲစောင့်နေခဲ့နော်လင်းလင်းကဘဲနေမှလေမတ်တင်မေကသူ့နဲ့ဘဒူချောင်းကိုလိုက်မှလက်ခွင်းလေးကိုပြန်ပေးမယ်လို့ပြောထားရမှာလားမတ်တင်မေကအော်ပြောပြီးထွက်သွားတယ်လင်းလင်းကမတ်တင်မေရဲ့နောက်ကိုအပြေးလေးလိုက်တာကိုပတ်ဝန်းကျင်လူတွေပြန်လိုက်ကြတယ်ဘဒူချောင်းရောက်တဲ့အခါမှာမတ်တင်မေကလူရှင်းတဲ့ချောင်းဆက်ကိုရွေးပြီးအဝတ်တွေလျှော်တယ်လင်းလင်းကမတ်တင်မေဘေးကနေသူ့ရဲ့လက်ခွင်းလေးပြန်ပေးမှဆိုပြန်ပေးပါလို့တော်ပူစားနေပါတယ်မတ်တင်မေကပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်ဒီနေ့မှာဘဒူချောင်းဆက်ကလူရှင်းနေပါတယ်မတ်တင်မေကသူ့သိမ်းထားတဲ့လက်ခွင်းလေးကိုလင်းလင်းကိုပြောင်းလိုက်ပြီးတီနာလေးနင်းလူကျင်းနေရဲ့လက်ခွင်းအဲ့ဒါလောက်ရကျင်းနေနေဘက်သားသွားယူအဲ့ဒါလိုပြောလိုက်ပြီးလူကြီးခါတော့ဝက်လောက်မြုံမဲ့ရှိမှလက်ခွင်းကိုလှမ်းပစ်ပေးလိုက်ပါတယ်လင်းလင်းကဘာသိမှလဲခလေးပဲမတ်တင်မေပြစ်လိုက်တဲ့ရင်းနဲ့ပိုင်းကိုဆန်းသွားပြီးသူ့လက်ခွင်းကိုတွားယူတာပေါ့အဲ့ဒီမှာမတ်တင်မေကလင်းလင်းရေးတဲ့ဆန်းသွားတာကိုမတားပဲတစိမ့်စိမ့်ကြည့်နေပါတယ်တိတ်ကိုရက်စက်ရောက်ပါတယ်မိမပါပဲမကြောက်ဘူးခလေးရရင်းနဲ့ပန်းလျောမတ်တင်မေကမဆဲဘူးလင်းလင်းလေးကကြောက်လွန်းလို့လက်ကလေးကြီးပေါ်ထားပြီးအတော်ကဲပါအောင်တောက်ကဲပါအောင်အတော်လို့နောက်ဆုံးအော်သွားရှာတယ်သူဆဲမဲ့ဆိုရင်ခလေးအသက်မိသေးတယ်ခဏနေတော့ခလေးကပေါ်မလာတော့ရေစည်းနဲ့မျောပါသွားပြီလေအဲ့ဒီခါကျမှမတ်တင်မေကအသက်ကုန်အော်တယ်ပြီးတော့သူလည်းရေထဲဆင်းသွားတယ်မတ်တင်မေကအကြံနဲ့ဆိုတော့ကဲပါအောင်ကျမသားလေးရင်းနေနေလို့မတ်တင်မေရဲ့ကြိတ်လောင်တဲ့အော်တန်ကြောင့်ဒင်းလီကလူနှစ်ယောက်အပြေးလှန်ခင်ကြပါတယ်ဒင်းလီသမားတွေတွေ့တာကရေစီရဲ့မျောပါစာပြုတ်နေတဲ့မတ်တင်မေကိုပဲခလေးကိုတော့ခက်ဝေးဝေးမှမျောသွားတာဝါတတပြန်လာရတယ်လို့ဆိုကြတယ်မတ်တင်မေကိုပဲသူတို့ရအောင်ကဲလိုက်နိုင်ကြတယ်ခလေးကိုတော့မမီလိုက်ကြဘူးလေဒင်းလီသမားတွေဟာခလေးအမေကသူ့သားရင်းနှင်းလို့လိုက်ခဲ့နေရင်အမေလို့တော့ပါရင်းနှင်းတွားတာတွေ့လို့ကဲလိုက်ရတာပါလို့ပြောပြကြပါတယ်အဲ့ဒီစကားမတ်တင်မေလူကျန်တဲ့အကွက်ပဲပေါ့အရက်ထဲလေအဲ့လိုပဲတရင်ပြန့်သွားပါတယ်မတ်တင်မေကိုဘသူကမှအပြစ်မတင်ကြဘူးတနာကရုဏာတောင်မှတက်ကြသေးရဲ့ဗျာတီတော်သူကြားရင်မေးဆိုပေမဲ့ကိုအေးမောင်ဟာသူ့ရဲ့ရင်သွေးကိုတရိယာနေရှာပါတယ်အမိမဲ့သားလေးကိုသူ့ကယူမဆိုင်အားခဲ့တာကိုပြန်တွေးပြီးဝမ်းနေနေရှာတယ်လင်းလင်းလေးရဲ့အတုံးဆောင်လေးတွေပွေဖက်နှမ်းလျှောက်ရင်းနဲ့မျက်ရည်တူတွေကြားနေရလဲမြင်ရပါတယ်တီတီတတာခေါ်တတ်တဲ့ဖေးကြီးဆိုတဲ့အတန်လေးကိုလည်းကြားရောက်နေရန်တူပါရဲ့တခါများဆိုကိုအေးမောင်ဟာအိမ်နေရာကနေလှမ်းလို့ပြီးအိမ်ထဲမှာသူ့သားကိုလိုက်ရှာနေတတ်ပါတယ်သူ့သားကြိုက်တဲ့ကစားစရာလေးပြီးကိုအခုထိအမျက်တနုံသိမ်းထားစေပါကိုအေးမောင်တတိတရားနဲ့မိတတ်တီဟာတင်မေငါသားရဲ့လက်ခွင်းလေးမတွေ့မိဘူးလားဆိုတဲ့မိကုံးမဲဖြစ်ပါတယ်အဲ့ဒီအချိန်ဆုံးမတ်တင်မေကထိတ်ထိတ်ပြပြဖြစ်သွားလေးရှိပါတယ်မသိဘူးမရှိဘူးကြောက်မယူပါဘူးလို့ကြောက်လန့်တကြားဖြေတတ်ပါတယ်
ကိုအေးမောင်ကသူ့မိန်းမကိုကြည့်ပြီးနားမလည်ဘူးဒါလေးမေးတော့မတ်တက်မေဘာကြောင့်များထိတ်လန့်နေရကြောင်းလေပေါ့ကိုအေးမောင်ကမတ်တက်မေအပေါ်မှာတန်တရားမဝင်ပါဘူးကိုအေးမောင်ရှူလေးပဲတွေးလိုက်တယ်အင်းလေသူ့လေသူ့ရဲ့မျက်လုံးရှိမှရင်းနဲ့တရားမြင်ထားတော့ကြောက်ရှာမှာပေါ့မတ်တက်မေဟာတကယ်တော့လိပ်ပြမလုံးလေလူတွေသူ့ကိုဘာတွေပြောနေကြမလဲဆိုတာအမြဲတွေးပြီးမလုံးမလဲပြက်နေကြပါလေအပြင်ထွက်ရင်လည်းမတ်တက်မေခင်ဗျာပူပုံပန်းပုံဟန်ဆောင်နေရတာကိုအလားကြိုက်တဲ့မတ်တက်မေသူ့ခင်ဗျာအလားပြင်းကျန်တာတောင်မပြင်းရင်ရှာဘူးဝမ်းဆက်တိတ်ဝစ်ချင်တာလဲဝစ်လို့မဖြစ်သေးဘူးမလားတကယ်တော့မတ်တက်မေဟန်ဆောင်နေရတဲ့ဘဝမှာပင်ပန်းချက်တဲနေရပြီလေဒါပေမဲ့မတ်တက်မေနှောင်ချမရဘူးလင်းလေးကိုတေးတာကြောင့်ငါ့ကိုစိတ်ဒုက္ခပြီးနေတုံးလို့ကြိတ်စဲနေပါလေအခုဆိုရင်ဒီနှစ်ထပ်ပြန်တောင်းအင်ကြီးဟာသူ့လင်အပိုင်ဖြတ်သွားပြီးသူ့လင်ပိုင်တော့သူ့ဆိုင်ပြီပေါ့ဘယ်သူမှအမွေခွဲစီဟာခွဲပေးစီဟာမလို့တော့မတ်တက်မေကျင်းနေနေပါလေပီတီပြက်နေရဲ့သူ့အကြံအောင်မီလေတအိမ်လုံးကအခန်းစိတ်ကိုလိုက်ကြည့်ရင်လည်းကျင်းနေရပေါ့သူတက်အိုးပိုင်အေးပိုင်နေဘူးတာမှမဟုတ်တာအခုဒီရင်ကြီးကိုသူ့ပိုင်ဆိုင်ရပြီလို့တွေးရင်လည်းကျင်းနေပုံပဲမတ်တက်မေဟာတအိမ်လုံးကိုသူ့ထင်တယ်လို့ချဲလဲခွင့်ရှာပြီးဆိုပေမဲ့ကျွမ်းကျတက်ခုရှိနေပါလေအဲ့ဒါကလဲလဲနေသွားတဲ့အခန်းကိုသူ့ဝင်လို့မရဘူးလဲလဲလေးရဲ့အခန်းကိုသူ့ယောက်ျားကိုအေးမောင်ကအမြဲတောက်ခတ်ထားလိုက်ပါလေသူ့ရဲ့သားလေးလင်းလင်းရဲ့ပစ္စည်းတွေကိုမတ်တက်မေလွှတ်ပြတ်မှစိုးလို့ထပ်ပါရင်ကိုအေးမောင်ဟာသူ့သားလင်းလင်းရှင်နဲ့ပြီးတည်သွားတာကိုမတ်တက်မေကိုအပြတ်မတက်ပေးမဲ့ဒီနောက်ပိုင်းမှာမတ်တက်မေကိုစကားသိမ့်မပြောတော့ဘူးဒါကြောင့်လည်းမတ်တက်မေဟာလင်းလင်းနေသွားတဲ့အခန်းကိုအပီးတိုင်ရှင်းလိုက်ပြစ်ချင်နေပေမဲ့မလုံးဝန့်ဖို့ဖြစ်နေပါလေဒါပေမဲ့တနေ့ကျရင်အားလုံးရှက်ထုတ်ပြစ်မယ်ဆိုတဲ့အတွေးကိုတော့သူမခေါင်းထဲမှာမမေ့မလျော့တိမှတ်ထားပါလေတင်းခရီးထွက်တဲ့အခါမှာငါအဲ့ဒီအခန်းတော့ဖြတ်ပြီးအခန်းထဲကပြည့်စုံအကုန်လွှတ်ပြရအောင်မယ်လက်မယားနှစ်ယောက်ညစာစားပြီးအိမ်ရှိအိတ်ခန်းတီဗီရှိမှထိုင်ကြည့်နေကြပါလေအဲ့ဒီအချိန်ကိုအေးမောင်စီကိုသူ့ဆရာဖုန်းဝင်လာတယ်အကြောင်းကတစီလမ်းမှာပြတ်နေလို့သွားပြန်ပေးရမယ်တဲ့ကိုအေးမောင်ကမဆိုင်မတော့ပဲကားပြန်သွားချိန်ယူနီကြောင့်ကြောဖို့အိတ်လေးရှူပြီးတင်းမိငါကားသွားပြေးရမယ်ဒီညတော့ပြန်လာပြက်မယ်မထင်ဘူးနေတကားတွေတေးချပိတ်ပြီးအိတ်ကဲငါသွားပြီးတက်မိကိုအေးမောင်ကသူ့စနီမတ်တက်မီကိုတကားတွေပိတ်ဖို့အတွက်တိတိချာချာမှပြီးဆိုင်ကင်းနဲ့ထွက်သွားခဲ့ပါလေမတ်တက်မီလည်းတကားတွေကလန့်ချိုးပရင်းပေါက်တွေတေးချပိတ်ပြီးအိတ်ရဝင်ခဲ့ပါလေညနေလောက်ကျတော့မတ်တက်မီဟာဒူဆန်းနဲ့အတန်တစ်ခုကြောင့်လက်နိုးလာပါလေအတန်ကတော့သူမတို့အိမ်ထဲတနေရာကထွက်ပေါ်လာတာထင်ရပါလေဒီတန်ကမတ်တက်မီတိတ်မုံတဲ့အတန်မေခလေးကစားစရာလက်ခွင်းတီးခတ်တန်လေအတန်ကဇက်တိုက်ထွက်ပေါ်နေရမျိုးမဟုတ်ဘူးတက်ချက်ချင်းပြေးလေးစွာတီးခတ်နေတဲ့အတန်ညလည်ကြီးဘသူကများလက်ခွင်းတီးနေပါလေလို့မတ်တင်မီထောသားထွက်သွားတာပေါ့မတ်တင်မီအိမ်နေရာကနေထလာပြီးအတန်ကိုနောက်ဆွနေလိုက်ပါလေသူမရဲ့အခန်းကမဲမောင်နေရဲ့မိရပဲအချိန်ခလေးကပြက်နေလဲဆိုတာမသိနိုင်ဘူးအတန်ကပျောက်သွားပြန်ပြီဒါနဲ့အခန်းထဲကနေထွက်ပြီးအပြင်ကိုလက်နဲ့တက်မိနဲ့ထိုးကြည့်ရဲ့အလင်းရောင်ကြရနေရတွေမှာဘာလှူရှားရိပ်မှမတွေ့ရဘူးတိတ်ဆိတ်ငြိမ်သက်လျက်ရှိပါလေငါပဲနားကြားမလီတလားမတ်တင်မေစိတ်ရှုပ်သွားပါလေဘယ်နဲ့ညစ်လေကြီးငါဘာတွေတွေးနေမိပါလဲလို့ကိုအပြစ်တက်လိုက်မိပါလေလက်စားနဲ့မတ်တင်မေကနောက်ဖေးကိုအဖောက်သွားဖို့အတွက်ထွက်လာခဲ့ပါလေအင်တာကအိမ်ရဲ့အနောက်ဖက်ခြံထဲမှာတီးတန့်တိတ်ရှိရမှုနောက်ဖေးတစ်ခါဖွင့်ထွက်ခဲ့တယ်အင်တာပေါ်တက်ပြီးအဖောက်သွားနေအောင်အပြင်ဘက်ကတရွှဲနဲ့လူပြတ်သွားတဲ့အတန်ကြောင်းလိုက်ရတယ်မတ်တင်မေအတန်ပြုတ်လိုက်တယ်ဟဲ့အပြင်ကဘာတူလဲမတ်တင်မေရဲ့မိကုံအပြင်ဘက်ကပြတ်မဖြစ်ဘူးခြေတန်းရက်တန့်သွားပါလေမတ်တင်မေသူကိစ္စပေးရနဲ့အပြင်ထွက်ပြီးလက်နေတက်မီနဲ့ထိုးကြည့်လိုက်ပါတယ်လူသူအရေးရောင်ကင်းရှင်းလို့နေပါတယ်ဘာဆိုဘာမှမတွေ့ရဘူးမဟုတ်သေးပါဘူးငါခြေတန်းကိုတီးချာကြားလိုက်ပါတယ်တကူများကတ်တာလာလို့တန်တရားဝင်သွားမိပါတယ်မတ်တင်မေကြောချမ်းသွားတယ်ယောက်ျားမရှိကအိမ်ထဲကိုတခိုးခွင်းနေလို့ကတော့သူမအတွက်မလွယ်ပဲလက်နေတက်မီကိုမပြတ်ထိုးထားရင်အိမ်ထဲကိုပြန်ဝင်ခဲ့ပါတယ်အိမ်ကျန်းပြက်မှာရေဆက်လက်လေးပြီးမတ်တင်မေမျက်လိုက်ရတယ်မိုးလည်းမရွာပါဘူးဘယ်ဟာရေဆက်တီကကျန်းပြက်မောကြကြံခဲ့တာလဲလက်ခွင်းတိခန့်တန်ထွက်ပေါ်လာပြန်ပါတယ်မတ်တင်မေခေါင်းနှပန်းကြီးသွားတယ်အတန်ဟာပြင်းရင်လေးကျွမ်းစွာထွက်ပေါ်နေခြင်းဖြစ်ပါတယ်ကျွမ်းဆိုတဲ့အတန်ကနောက်တစ်ချိန်မြေဖို့အတွက်တခဏကြောင်းလေးပါတယ်ဇက်တိုက်ထွက်ပေါ်နေရဲ့မြေတမ်းမဟုတ်ကြီးအတန်လာရကိုမတ်တင်မေနားစွနေလိုက်ပါတယ်အတန်ကလင်းလေးမသေးခင်ကနေသွားတဲ့အခန်းထဲမှာထွက်ပေါ်နေခြင်းဖြစ်ပါတယ်မတင်မေလန်းနေတမီကိုလင်းလင်းအခန်းရှိရာသို့ထိုးကြည့်လိုက်ပါတယ်ဟင်အခန်းတကားတော့ခတ်မထားပါလားကိုအိမ်မောင်မေ့တော့လားမဖြစ်နိုင်ဘူး
ကိုအေးမောင်ကတတိမီတတ်တဲ့သူမဟုတ်ဘူးမတိတ်မေမစင်းစားတော့လင်းလင်းရဲ့အခန်းတစ်ခါကိုဆွဲဖွင့်လိုက်ပါတယ်အခန်းထဲကိုဆွေခနဲ့ဖွင့်လိုက်ပြီးတခန်းလုံးကိုလက်နှိပ်တက်မီနဲ့ထိုးဆောင်လိုက်ပါတယ်အခန်းထဲမှာတစုံတယောက်မှရှိမနေပါအယုတ်ကလေးတွေထားတဲ့ရှိုးကေးပြီးတော့ခလေးအိတ်ကတန်လေးတက်တက်ရက်ရက်ခင်းထားတဲ့အိတ်ရာခင်းနဲ့ကောင်းအောင်လေးကြမ်းပြက်ပေါ်မှာစောက်ဝိုင်းပုတ်မီရထားလမ်းလေးနဲ့တခဲတက်ဆန်ပြီးပြည်တဲ့ရထားငယ်လေးတံပတ်ပေးရင်တော့ဘင်ထူတဲ့ဝက်ပွန်ရုပ်ကလေးတံပတ်ပေးရင်ပြည်တဲ့မြင်းရုပ်ကလေးစတဲ့ကစားစရာအယုတ်မျိုးစုံလေးတွေ့ရပါတယ်မတိတ်မေအခန်းထဲကိုတက်ပြေးပြေးဝင်လာခဲ့တယ်ထူးခြားမှုမတွေ့ရသေးမတိတ်မေအခန်းထဲကိုရှောက်သွားတဲ့ဆိုဟာနဲ့အခန်းအပြင်ဘက်မှာတရိပ်ရိပ်နဲ့ခလေးတယောက်ပြေးသွားတာကိုမြင်လိုက်ရပြန်ပါတယ်မတိတ်မေအခန်းပြင်ဘက်ကိုပြန်ထွက်ပြီးရှောက်ဖွေးလိုက်တယ်အပြင်မှာခုနလိုပဲငိမ့်တိတ်တိတ်ဆက်နေမြဲနေရအနက်မီးနဲ့ထိုးကြည့်ပါတယ်ဘာကိုမှရှာမတွေ့မတိတ်မေ၆ချောင်းလာပါတယ်ထိုခိုက်မှာတော့ချမ်းပြန်ပန်းစီဟာခွေးလေးနေရတန်ပြန်ဥဟိနေကြပါတယ်မတိတ်မေခေါင်းနှပန်းကြီးလာသလိုခံစားလိုက်ရပါတယ်ခွေးဥကတာမတတိစရာရွှန်ရှာကြောက်ရွံ့စရာကြီးမလားတို့မလို့တောင်းမှန်မိမတယောက်ကျွက်ကခွေးဥတန်ဟာမကောင်းဆိုးဖွားနမိတ်ပုံထင်းခြင်းလို့ထင်နာကြောင့်မိကြောင်လန့်စိတ်ကြောင့်စက်သိမ်းမွေးညင်းတွေတကောလုံးတပီပီထလာပါတယ်ဘာကူမှမမြင်တွေ့ရပေမဲ့သူမရဲ့အသေးစိတ်မှာတွေးတင်စိုးရိမ်နေရမှန်နေပြီလားလို့ကြောင်လန့်နေခြင်းဖြစ်ပါတယ်သူမတွေ့ရသူမကြောင့်ရင်းနေတိတ်သွားတဲ့လင်းလင်းဟာဒီအိမ်ကြီးထဲမှာရှိနေသေးရပါလားပေါ့မကြုံမလို့ပဲဒီအိမ်ကြီးရဲ့မှာပြန်ရှောက်သွားနေရပြန်လားထို့သူအတွေးဝင်လာတဲ့မတ်တက်မယားကြောက်စိတ်ကြောင့်ခေါင်းနှပန်းကြီးလာပါတယ်ကြည်ပြားလက်ပြားတွေလည်းအေးစက်လာတယ်အခုနောက်မှအိမ်သားပြန်လာပြီမေအပေါ့ပဲပြန်သွားကျန်းတလို့အလေးပဲစွန့်ကြံတလို့ပြက်နေရင်နောက်ပြီးတကားတုံးမဖွင့်ထားပြီးအတိုင်းတိုင်းရှိနေတော့မေတကားဝါလေးဟာဟူခနဲ့တုံးမကိုတိုးဝေးတိုက်ခတ်ပြီးလင်းလင်းခန်းထဲဝင်သွားပါတယ်လေးတိုက်တာနဲ့မတူခလေးတယောက်တုံးမကိုပုတ်တိုက်သွားတယ်လို့ခန်းစားလိုက်ရပါတယ်မတိတ်မီရံပတ်ကိုရှောင်ရပြီးလက်နဲ့ဖိထားလိုက်မိပါတယ်တန်ဖက်ပြီးပင်ထိုးတဲ့ဝက်ပွန်ရောက်လျက်ပြုံးနေထပြီးလှုပ်ရှားလာလို့တုံတုံနဲ့အတန်ဟာတန်ဖက်မကုတ်မချင်းစတိုက်မြင်းနေတော့တာပေါ့မတ်တမီကြောက်နဲ့အဲ့ဒီအယုတ်လေးကိုခြေနဲ့ပြေးကပြစ်လိုက်တော့မှအတန်ကရှက်သွားပါတယ်မတ်တမီဒီခန်းထဲပါစက်မနေရတော့အခန်းပြင်ကိုထွက်မဲ့အပြုတ်မှာတော့အရိတ်တေးသေးလေးကိုပတ်ပေးမြင်လိုက်ပါတယ်မတ်တမီမျက်စိမောင်းသလားလို့အသေးချလိုက်ကြည့်ရင်အဲ့ဒီရိတ်လေးကကစားစရာထားတဲ့အယုတ်ဗီဒီယိုတွေကိုမှွေနှောက်ရှာဖွေနေအောင်မြင်တွေ့လိုက်ပါတယ်သူဘာရှာနေရလဲမတ်တမီမသိနိုင်ဘူးရှာလာမှအခန်းထဲကိုဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့ကြောင်အတင်းလက်နိုင်ပြီးရှာဖွေနေတော့တာပဲမတိတ်မီအခန်းထဲမှာရှိနေအောင်ခွေးမဆိုင်ဘူးသူ့ဘာသာရှာနေလိုက်တာမတိတ်မီကအရှိတ်ကလေးကိုလိုက်ကြည့်ရင်လည်းတဖြည်းဖြည်းပုံပေါ်လာပါတယ်အရင်လေးကသူ့တိတ်မုန်းနဲ့လင်းလင်းပဲပေါ့မတိတ်မီတိတ်လိုက်ပြီးလင်းရဲ့ဝိညာဉ်ဟာသူ့အနှစ်တန်ဆောင်ကစားစရာဖြစ်တဲ့လက်ခွင်းလေးကိုလိုက်ရှာနေရပဲပေါ့ဒါဆိုရင်တမ်းမြေပေါ်ကရေဆက်ရေခွက်တွေကဒီကလေးတစိစီဟာကြောက်ကြံခဲ့တာပဲပေါ့မတိတ်မီကြောက်လန့်စိတ်နဲ့အခန်းဝကိုနောက်ဆုံးနဲ့ရွှေ့လာပါတယ်ဒါပေမဲ့သူမနောက်ကျသွားလိမ့်ပြီအခန်းတကားသူ့လိုပဲကျင်းကနေပိတ်သွားပါတယ်မတိတ်မီအခန်းတကားအကျဉ်းတုံးဖွက်နေပါတယ်နောက်ကိုလည်းမလုံမနေနဲ့လှည့်ပြန်ကြည့်လိုက်တယ်အယုတ်ထဲတဲ့ဗီဒီယိုပေါ်မှာသူမမမိတ်မတုံစိုက်ကြည့်နေရဲ့တစီလေးကိုမြင်လိုက်ရပါတယ်သူမထားရဲ့ပါတစီလေးစီကအတန်တစ်ခုចောင်းလိုက်ပါတယ်အဲ့တော့ကျွန်တော်လက်ကွင်းဘက်မှာဖွဲ့ချလေးပြန်ပြီးမတိတ်မီဘလို့တုံးဖွက်တကားပွင့်မသွားဘူးတစီလေးကမတိတ်မီရဲ့ထမင်းဆောင်အောက်ကနေဆွဲနေတယ်လို့ပါပဲဂျာနဲ့မတက်မီအကူငုံကြည့်လိုက်တော့သူမရဲ့ထမင်းဆောင်ဆွဲနေရဲ့ရေတွေဆက်လက်နဲ့လက်လေးကိုမြင်လိုက်ပါတယ်အတော်လက်ခွင်းပြန်ပြီးပါမတက်မီအသက်ရှူအားကျလာပါတယ်သူမရင်နေရဲ့သူ့လိုခံစားလာရတယ်မရှိဘူးမသိဘူးလို့ပါဇက်ကနေအော်ဟစ်နေပေမဲ့ရင်ကောင်းထဲမှာအတန်းအပြောက်သွားတယ်သူမရဲ့အတန်းကအပြင်ကိုထွက်မလာပါဘူးမတက်မီအယုတ်ကျိုးပြပုံကျသွားပါတယ်တစိတ်ကလေးကမတက်မီရဲ့ရှင်ဘတ်ပေါ်မှာတက်ခွစီးထားလိုက်ပါတယ်မတက်မီရဲ့လက်ပန်းစီကိုတစီလေးရဲ့လက်တံသေးသေးလေးဟာတရွရွလန်းလာနေပါ၏မတိတ်မေအတင်းရောက်ခန့်ပြီးမိမလွန်နိုင်ရှာဘူးသူမရဲ့လေတိုင်းဟာအေးဆက်ဆက်လက်တဆုံရဲ့ဖန်းဆုံညှစ်ကန်ခြင်းကိုခန်းစားနေရပါ၏အသက်ရှူလို့လည်းမဝတော့တဖြည်းဖြည်းသူမမျက်လုံးတိတ်ဟာပြောင်းဝေးလာရာကနေနောက်ဆုံးအမောင်အတီကျသွားတော့တာပါပဲနောက်တနေ့မနေ့မှာကိုအေးမောင်အိမ်ပြန်ရောက်လာပါ၏မတိတ်မေကိုအော်ခေါ်နေပြီးမဲထွက်မလာဘူးဒါနဲ့အိမ်ကိုတပတ်ပတ်ပြီးနောက်ဖေးကိုရှောက်ခဲ့တယ်နောက်ဖေးတကားကြီးဟောင်းလောင်ပွင့်လို့ပေါ့အိမ်ထဲအပြေးဝင်သွားတဲ့ကိုအေးမောင်ဟာလင်းလင်းရဲ့အခန်းတကားပွင့်နေလို့တွားကြည့်လိုက်တယ်အခန်းထဲမှာအယုတ်တွေလည်းရှုပ်ပွားနေတယ်လို့မတိတ်မျိုးလည်းမျက်လုံးကြီးပြူးနဲ့လဲကျသေးဆုံးနေအောင်တွေးလိုက်ရပါတယ်
အိမ်လေးချင်းကိုအော်ခေါ်ကူညီတောင်းပေးမယ်မတ်တင်မေရဲ့ကိုလုံးဟာအေးဆက်တောင့်တင်းနေပြီးညကလေးကတေးဆုံးတယ်လို့ယူဆရတာပေါ့အံ့ဩစရာကောင်းတာကမတ်တင်မေရဲ့လက်ဘက်မှာလက်ကွင်းနှစ်ဖက်ကြိတ်ထားတဲ့ကျိုးရှစ်ပတ်နေအောင်တွေ့ရပါတယ်ကိုအေးမောင်တဖွားဖွားမင်းနေရဲ့လက်ခွင်းဟာမတ်တင်မေရဲ့လက်ဘက်မှာတန်လန်းကြီးလာကြီးရဲ့သူတွေမှတ်သမျှအားလုံးအံ့ဩနေကြပါတယ်မတ်တင်မေကိုဘယ်သူတတ်သွားတာလဲပေါ့အစားကကိုအေးမောင်ကိုထင်လွှဲကြသေးရဲ့ဒါပေမဲ့အဲ့ဒီညကိုအေးမောင်ကားပြစ်နေရဲဆိုတာတက်တည်ထွက်ပေးရဲ့လူ9ယောက်မှကရှိနေပါတယ်ကိုအေးမောင်တခုတရိထားမိတာကမတ်တင်မေရဲ့လက်ဘဲမှာရှစ်ပတ်နေတဲ့လက်ခွင်းကျုပ်ဟာရေရီစိမ့်ထွက်နေရပဲပေါ့လောဘကြောင့်လားဒေါသကြောင့်လားမတ်တင်မေကတော့မတိခင်မှာဝစ်လေတာအမှန်ပါပဲအဆွဲစိတ်ဟာကြောက်စရာပါလူတွေကတော့မတ်တင်မေကိုလင်းလင်းလေးကလက်စားချရလို့ထင်မြင်ကြတဲ့လေပရိသတ်များရှင်ဒီကနေ့မှတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးပါပြီနောက်ဆင့်ကင်းကြတဲ့တယောက်ချင်းစီတိုင်းအောင်လဲကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်နေ့မှလည်းကျမတို့ရဲ့ channel ကနေပြီးတော့ဒီလိုစိတ်ဝင်စားစရာပရလောကဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ပြီးအားပေးထားစပါအောင်ရှင်